ကုသိုလ်တပည့်ငရဲတပိဋ္ဌာတရားဒေသနာတော်ဒီကနေ့ညဓမ္မသူရင်ခန္ဓာကိုရှေးဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂေါတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြစ်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေရောရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥ္စာတဲ့ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစဉ္ကြီးဟုကျက်တိထဝေ50အစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးတဲ့နှလုံးစေဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝဒါနံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကသတ္တဝါများယင်ဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလုံလာတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော့၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းကုသိုလ်တပည့်ငရဲတပိဋ္ဌာဗမာစကားပုံထဲမှာအလုံးကြားဖို့ကြလိမ့်မယ်ဒီစကားလုံးလေးရှိတယ်ကုသိုလ်တပည့်ငရဲတပိဋ္ဌာဆိုတာလုပ်တဲ့အလုပ်ကတော့ကုသိုလ်ရေးလုပ်ငန်းကိုလုပ်တယ်သို့တော့အကုသိုလ်အမှုတွေကများလာတဲ့အခါကျတော့ရလိုက်တဲ့ကုသိုလ်ကတပည့်သားလောက်ရပြီးတော့ကျန်တာတွေကငရဲအတွက်ဖြစ်စေတတ်တဲ့အကုသိုလ်တွေကပဲများသွားတယ်ဒီလိုအမျိုးမရှိဘူးလားလို့ဆိုရှိတယ်လောကကြီးမှာကုသိုလ်လုပ်ပေမဲ့လို့ကုသိုလ်ဆိုတာလုပ်တတ်မှကုသိုလ်ဖြစ်တယ်မလုပ်တတ်ရင်အကုသိုလ်တွေလည်းဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့ရှေးဥစွာဒါဟာကုသိုလ်လားဒါဟာအကုသိုလ်လားဒါကိုသိဖို့လိုတယ်အခုဒီစကားပုံမှာကုသိုလ်တပည့်ငရဲတပိဋ္ဌာလို့ဆိုငရဲတပိဋ္ဌာလို့ပြောတာကအကုသိုလ်မှန်လို့ရှိရင်ငရဲတရိစ္ဆာန်ပြိတ္တာအတူတကယ်လို့ခေါ်တဲ့အပယ်လေးပုံမှာအကျိုးပေးတတ်လို့ငရဲကြစေတတ်တဲ့အကုသိုလ်ကံလို့ရည်စူးပြီးတော့ငရဲလို့ပြောတာအရာစကားမှလည်းပြောလို့ရှိတယ်မဟုတ်လားဒါလို့ရင်ငရဲကြည့်သလားအကုသိုလ်ဖြစ်သလားလို့မေးတဲ့လူကအလွန်နည်းတယ်ငရဲကြီးသလားပဲမေးတယ်ဒါငရဲမကြီးဘူးဆိုရင်လောက်ကောင်းလုပ်လိုက်ပါနော်ငရဲကြီးမှတော့ကြောက်တော့ကြောက်သားပဲသို့တော့ငရဲကြီးတယ်ဆိုတာအပြစ်ကြီးတာကိုပြောတာအဲ့တော့အပြစ်ကြီးတယ်ဆိုတာအကုသိုလ်ဖြစ်တာကိုပြောတာကုသနာမှာအကုသိုလ်ဖြစ်လာလို့ရှိရင်အကုသိုလ်ဖြစ်တိုင်းတော့ငရဲကြတာမဟုတ်ဘူးဘယ်ကြပဲဖြစ်ဖြစ်သူ့တိုင်းတာနဲ့သူရှိလှုပ်ဆောင်ချက်တွေမှာအကုသိုလ်ချင်းတူပေမဲ့လို့ဆိုပါစို့လောဘဖြစ်ထားခြင်းတူပေမဲ့လို့
မြတ်စွာဘုရားကမှဒီလောဘဟာဘယ်ထိအောင်အကျိုးပေးမယ်ဆိုတာဘုရားပဲသိတယ်ဘုရားသိတယ်ဆိုတာဖြစ်ပေါ်လာတဲ့လောဘရဲ့အင်နာကြီးတွေပတ်ဝန်းကျင်အခြေအနေတွေထို့လောဘဖြစ်ပေါ်ရာဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့အနေအထားတွေဒီလိုဘက်ဆုံကြည့်ပြီးတော့မှဆုံးဖြတ်ချက်ချဒီတိုင်းပြောလို့မရဘူးသူတဏ္ဍာမှာဖြစ်တာလဲလောဘငါတဏ္ဍာမှာဖြစ်တာလဲလောဘချင်းတူတူအလုံးဟာအပင်ငရဲကိုကြစေတတ်သလားအပင်ငရဲကိုပို့ဆောင်ပါလားလို့ဆိုမဟုတ်ဘူးတချို့လောဘကငရဲကိုချတယ်တချို့လောဘကြတော့တိရစ္ဆာန်ဘဝကိုပို့တယ်တချို့လောဘကပြိတ္တာဘဝကိုပို့တယ်အဲ့တော့သုတ္တပါဠိတော်တွေမှာငရဲတိရစ္ဆာန်ပြိတ္တာလို့အပေကိုသုံးပုံပဲရေးတာများတယ်အဲ့ဒီပြိတ္တာဆိုတဲ့ထဲမှာအတုရကယ်ထက်ပြီးတော့အပေ၄ပုံလို့ဒီလိုမှတ်ကြတာပေါ့အဲ့တော့အဲ့ဒီလိုအကုသိုလ်ကံအကျိုးပေးတဲ့ဘုံဟာ၄မျိုးရှိတာအကုသိုလ်ကံတက်တက်ရဲ့အကျိုးပေးရဘုံဟာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးထဲမှာအဆိုးဆုံးကတော့ငရဲဘုံပဲပေါ့ငရဲတဲ့နည်းနည်းသက်တာကြတော့တရိစ္ဆာန်နဲ့နည်းနည်းသက်တာကပြိတ္တာတဲ့နည်းနည်းသက်တာကအတုရကယ်လို့ဒီလိုပြောလို့ရတယ်အဲ့တော့အကုသိုလ်ကံတွေထဲမှာကိုလှုပ်တဲ့လူရဲ့အတိုင်းအတာလှုပ်တဲ့လူရဲ့အနေအထားလှုပ်သူရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့အနေအထားဖြစ်ပေါ်လာတဲ့အကုသိုလ်စိတ်ရဲ့စွမ်းအားပတ်ဝန်းကျင်အခြေအနေဒါတွေကိုကြည့်ပြီးတော့သိနိုင်တာဘုရားမှသိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတော့မမှန်ကန်ကန်တပ္ပထဂာမိနိပฏิပဒါဆိုမြတ်စွာဘုရားရဲ့တထာဂတဗလဘုရားရှင်တို့ရဲ့အင်အား10မျိုးထဲမှာတပ္ပထဂာမိနိပฏิပဒါတဲ့ဘယ်ဘဝရောက်မယ်ဆိုတဲ့အကျင့်လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်ဟာတော့ဘယ်ဘုံကိုပို့မှာပဲလို့ဆိုတာမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကရှင်းလင်းပြီးတော့မဟောကြားနိုင်ဘူးတဲ့ဘုရားကလွဲပြီးတော့ကျန်တဲ့ပုဂ္ဂိုလ်တွေကအတိအကျမပြောနိုင်မြတ်စွာဘုရားသခင်ကိုရောမြတ်ကတော့အတိအကျပြောတယ်။ဘာဖြစ်လို့ပြောနိုင်တာတုံးလို့ဆိုအချင်းဒီအရရက်ကိုမြတ်စွာဘုရားမှာကုံစင်အောင်သိတယ်လူတွေကအကြောင်းကိုကြည့်ပြီးတော့ခံမှန်းပြောကြတယ်ဟိုဖြစ်ပေါ်နေတဲ့အကြောင်းတစ်ခုကိုကြည့်ပြီးတော့ဘာဖြစ်လိမ့်မယ်ညာဖြစ်လိမ့်မယ်ကြိုတင်ပြီးတော့ခံမှန်းပြောဆိုကြတာတွေရှိတာပေါ့မုံတိုင်းသတင်းတွေထုတ်ပြန်တာတို့မိုးလေဝသသတင်းတွေထုတ်ပြန်တာတို့ဖြစ်ပေါ်နေတဲ့အနေအထားတစ်ခုကိုကြည့်ပြီးတော့ကြိုတင်ပြီးတော့ဟောကိန်းတွေထုတ်တာပေါ့ predict လို့ခေါ်ကြိုတင်ပြီးတော့ဟောကိန်းထုတ်တယ်မြတ်စွာဘုရားကတော့တိတိကျကျကိုဟောကိန်းထုတ်နိုင်တယ်လူပုဂ္ဂိုလ်ရဲ့အနေအထားကိုကြည့်တယ်သူ့ရဲ့တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်ရဲ့စွမ်းအားကိုကြည့်တယ်အခြေအနေကိုကြည့်တယ်အဲ့တော့အကုသိုလ်ဆိုတာဟာတချို့အကုသိုလ်ကငရဲကိုပို့တယ်အဲ့ဒီငရဲပို့နိုင်တဲ့အကုသိုလ်ကဘယ်လိုအတိုင်းအတာထိရှိတယ်လဲဆိုတာမြတ်စွာဘုရားအဆုံးဖြတ်တယ်ဒီဝရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရား predict လုပ်တာကျွတ်တင်ပြီးတော့ဟောကိန်းထုတ်တာပါအာပါယိကောဒေဝတ္တတောနေရိယိကောဒေဝတ္တတောအတ္တိကိစ္ဆောကပ္ဖတ္ထောအတ္တိကိစ္ဆောအဲ့ဒီမြတ်စွာဘုရားရဲ့ကျွတ်တင်ဟောကိန်းထုတ်မှုနဲ့ပတ်သက်ပြီးတော့အဲ့ဒီခေတ်ကမယုံမကြည်ဖြစ်တဲ့ပုဂ္ဂိုလ်တွေကြားထဲမှာပြဿနာအများကြီးတက်ခဲ့ဘူးနော်ဒီစကားနဲ့ပတ်သက်ပြီးတော့ပြဿနာတက်တယ်မြတ်စွာဘုရားအတိအကျဟောတာဟုတ်ဒေဝရနဲ့ပတ်သက်ပြီးတော့ဒေဝရကြီးဟာ definitely မြတ်စွာဘုရားပြောတာ
အပေဘုံဖြစ်မှာတဲ့ငရဲကြမှာငရဲမှာတကဘာပတ်လုံးခံရလိမ့်မယ်အတ္တိကိစ္စပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူးလို့မြတ်စွာဘုရားဒီစကားကိုမိတ်ရှိဒေဝရရဲ့လှုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအဲ့ဒါလိုဟောတာရှိအဲ့လိုဟောတော့ယဟန်တန်ဃာတွေထဲမှာတင်ပဲဘုရားစကားကိုတန်တရားဖြစ်တဲ့ပုဂ္ဂိုလ်တွေပေါ်ခဲ့ဘူးတဲ့နော်ဘုရားရဲ့တပည့်သားထဲမှာကိုပေါ်ဘာဖြစ်လို့ဒေဝရနဲ့ပတ်သက်ပြီးတော့အတိအကျဟောကိန်းထုတ်နိုင်ရသလဲလို့မြတ်စွာဘုရားမှာသူများနဲ့မတူတဲ့ဉာဏ်စွမ်းရှိဘုရားခတ်သိမ်းကိုမြင်နိုင်တဲ့ဉာဏ်စွမ်းရှိအဲ့ဒီဉာဏ်စွမ်းနဲ့ဆုံးဖြတ်ချက်ချဒေဝရနဲ့ပတ်သက်ပြီးတော့အဲ့လိုကျွတ်တင်ပြီးဟောကိန်းထုတ်တာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကအရှင်အာနန္ဒာကိုမိန့်ကြားတာရှိတယ်ငါဒေဝရနဲ့ပတ်သက်ပြီးတော့အခုလိုတိတိကျကျဧကံတကယ်ကိုဖြစ်မယ်လို့အတိအကျဧကံဒိဋ္ဌစကားကိုသုံးတာတခြားကြောင့်မဟုတ်ဘူးလို့မြတ်စွာဘုရားရှင်းပြဒေဝဒတ်ရဲ့တဏ္ဍာမှာကုသိုလ်စိတ်လို့ပြောရလောက်အောင်အဲ့ဒီအချိန်မှာကုသိုလ်စိတ်လို့ပြောရလောက်အောင်ဒေဝရရဲ့တဏ္ဍာမှာဖြူစင်တဲ့အပိုင်းလေးဟာခုခေတ်စကားနဲ့ပြောရင်တော့အဖျားကလေးလောက်အဖျားကလေးနဲ့ထောက်ပြလောက်အောင်ကိုမရှိတော့ဘူးလို့ဆိုလိုတာကဒေဝရရဲ့စိတ်ဟာလုံးဝမဲသွားပြီအဖြူစားလုံးဝမကြမ်းသူတဏ္ဍာမှာကုသိုလ်စိတ်တွေကလုံးဝပျက်စီးသွားပြီအကုသိုလ်စိတ်တွေပဲဖြစ်သွားပြီလုံးဝအမဲရောင်တန်းသွားပြီအဖြူဆိုတာတစ်စက်ကလေးမှမရှိတော့ဘူးလို့စာထဲမှာတော့အာရကကောတုကောတိနိတုဒနာမတ္တိစူပြားလေးအဖျားကလေးနဲ့ထောက်ပြလောက်တဲ့နေရာပမာဏလေးမှတောင်မှပဲဒေဝရရဲ့စိတ်ထဲမှာဖြူစင်တဲ့ကုသိုလ်ဆိုတာကြံတော့ဒါကြောင့်မို့ဒီစကားပြောတာတဲ့အကယ်၍များသူတဏ္ဍာမှာအဲ့ဒါလို့ထောက်ပြနိုင်လောက်အောင်ဖြူဖွေးစင်ကြယ်တဲ့စိတ်ဓာတ်ကလေးကြံအောင်မယ်ဆိုရင်ဘုရားဒီစကားငါမပြောသေးဘူးဟော condition လို့ပြောနော်ဒီလိုဆိုလို့လားအဲ့တော့လူတယောက်ဟာသေချာဒိဋ္ဌပြီးတော့ပြောလိုက်တဲ့စကားထဲမှာအတ္တိကိစ္စတဲ့ကုစားလို့မရတော့ဘူးလို့ပြောတာပြင်လို့မရတော့ဘူးလို့ပြောတာနော် incurable ယောဂတစ်ခုဟာဆရာဝန်တွေကကုလို့မရတော့ဘူးလို့ပြောတာခုခေတ်ဆိုလို့ရှိရင်တော့ကင်ဆာယောဂနဲ့ပတ်သက်ပြီးတော့နော်ကင်ဆာဆိုတာ incurable တဲ့ကုလို့မရတဲ့ယောဂလို့ဒီလိုဆိုကြအဲ့ဒါလိုပဲဒေဝရဟာပြင်လို့မရတော့ဘူးနောက်ကျသွားပြီဒီလိုမြတ်စွာဘုရားကအကုသိုလ်တွေနဲ့ပတ်သက်လာပြီလူတယောက်တဏ္ဍာမှာဖြစ်တဲ့အကုသိုလ်တွေနဲ့ပတ်သက်လာပြီတိတိကျကျထုတ်ဖို့ဟောကြားတယ်အဲ့တော့ကုသိုလ်ဆိုတာလူရဲ့တဏ္ဍာမှာကုသိုလ်နဲ့အကုသိုလ်ကုသိုလ်ကိုဖြူစင်တဲ့အပိုင်းလို့မှတ်အကုသိုလ်ကိုမဲညစ်တဲ့အပိုင်းလို့မှတ်စိတ်ထဲမှာဖြူစင်တဲ့အပိုင်းဟာအလွန်နည်းပြီးတော့မဲညစ်တဲ့အပိုင်းကအလွန်များတာဒါကြောင့်မလို့ကုသိုလ်လုပ်ပြီးတော့အကုသိုလ်ဖြစ်တဲ့ဟာတွေလည်းရှိတယ်။ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲလို့မေးလို့ရှိရင်အထပပါဏိကမ္မာဏိကရံဘာလောနမုတ်စတိသူကကရံဘာလောနဘုတ်စတိအကုသိုလ်လုပ်နေတဲ့ဒီစဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့ကိုအကုသိုလ်လုပ်နေတာကိုပဲအကုသိုလ်လုပ်နေတယ်ဆိုတာမသိဘူးတဲ့မသိတော့သူဆက်လုပ်တာဒီလိုဆိုတေဟိကမ္မေဟိဒုံမေတောအခိတတောဝတ္ပတိ
မီးလောင်ခံရတဲ့လူဟာတကယ်လုံးပူသွားတယ်လို့တကယ်လုံးကျွမ်းသွားတယ်လို့ကိုလှုပ်တဲ့လှုပ်ရက်တွေကအကျိုးပေးပြီဆိုရင်တော့ဒုက္ခရောက်ပြီဓမ္မပဒဂါထာမှာမြတ်စွာဘုရားဟောတာလောကမှာဘာလဆိုတဲ့ပုဂ္ဂိုလ်စဉ်းစားဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကများသောအားဖြင့်ဘာလအရာရာမှာအသိဉာဏ်ကိုရှေ့သွားမထားသည့်အတွက်ကြောင့်အကုသိုလ်ဖြစ်ပေမဲ့လို့အကုသိုလ်ကိုကုသိုလ်ထင်တယ်ကုသိုလ်ကိုကြတော့အကုသိုလ်ထင်တယ်ဒီကနေ့ခေတ်မှာအမတမကြောက်စရာကောင်းတဲ့သေချာစဉ်းစားကြည့်အကုသိုလ်လုံနေတဲ့ပုဂ္ဂိုလ်တွေဆိုပါစို့ပါဏာတိပါဒအမှုကိုပြုနေတဲ့ပုဂ္ဂိုလ်တွေကုသိုလ်ရတဲ့ထင်လို့လုပ်တာအကုသိုလ်မှန်သိလို့လုပ်တာမဟုတ်ဘူးတပ်ဖြတ်ပြီးတော့ရင့်နှံပူဇော်တဲ့ပုဂ္ဂိုလ်တွေသွားမေးကြည့်မြတ်စွာဘုရားလက်ထက်တုန်းကသာသတ်ရစ်တွေဆိုတာရှိရစ်တွေပူဇော်တဲ့ထဲမှာသဗ္ဗစတုကရစ်တို့သဗ္ဗအထကရစ်တို့သဗ္ဗတတကရစ်တို့သဗ္ဗတတကရစ်တို့ဘာလို့ထားတော့ဆိုရင်အသေးဆုံးရစ်ပူဇော်မှုကဘာလဲဆိုတတ္တဝါတွေတတ်တာပဲဘုရားလက်ထက်ကတစ်ချိန်တုန်းကရစ်ပွဲတွေဆိုတာထင်ရှားစွာပေါ်လာခဲ့တတ်နိုင်တဲ့ပုဂ္ဂိုလ်တွေကရစ်ပွဲတွေကျင်းပတယ်ဘယ်သူကိုပူဇော်တာတုံးဆိုတော့သူတို့နတ်တွေကိုနတ်ဖျားတွေကိုပူဇော်တာသဗ္ဗစတုကရစ်ဆိုတာဘာပြောတာလဲဆိုရင်နွားကစတုကဆိုတာ၄ခု၄စုံ၄ခု၄ခုနွား၄ကောင်တတ်တဲ့ထဲမှာနွား၄ကောင်ပါမယ်စိတ်၄ကောင်ပါမယ်သိုး၄ကောင်ပါမယ်သိပ်ပြီးပိုက်ဆံတတ်နိုင်တဲ့လူကြလူ၄ယောက်ပါသေးတယ်ဟောတတ်ပြီးတော့အဲ့ဒီသွေးနဲ့ပူဇော်တာရစ်ပလင်မှာဒါမြတ်စွာဘုရားလက်ထက်တုန်းကအမှန်တမ်းခေတ်စားခဲ့လို့အလုံးကြောက်ကြလိမ့်မယ်အိမ်မက်တွေတောင်မဲ့မြောက်မဲ့မဲ့တဲ့ဘုရင်ကြီးအကြောင်းလေကောသလမင်းကြီးစာအိမ်မက်တွေတောင်မဲ့မြောက်မဲ့ရှောင်းမဲ့ခုခေတ်လည်းအိမ်မက်တွေတောင်မဲ့မြောက်မဲ့တဲ့လူတွေရှိကောင်းရှိနိုင်တယ်အဲ့ဒီအိမ်မက်တွေမက်တဲ့အခါကျတော့ဒီအိမ်မက်တွေရေရာခြေရမယ်ဘာလို့ရမလဲဒီအိမ်မက်တွေရဲ့အကျိုးဆက်မကောင်းဘူးရေရာခြေမှဖြစ်မယ်ဒါဖြင့်ရေရာခြေဘာလို့ရစ်ပူဇော်ရဘယင်ဆိုတော့တတ်နိုင်တော့အများကြီးရစ်ပူဇော်ရမှာပေါ့သဗ္ဗတတကစိတ်အကောင်တရားတတ်ရမယ်နွားအကောင်တရားတတ်ရမယ်စသဖြင့်ပေါ့ရစ်ပွဲကြီးကြီးလုပ်ပြီးတော့ဒါအလှူဒါနလို့ဆိုပြီးတော့ရစ်ပွဲတွေလုပ်တာပဲမြတ်စွာဘုရားလက်ထက်ကအဲ့လိုလုပ်တာယဉ်ညလို့ခေါ်တယ်ယဉ်ညကိုစကလုံးကယဇဆိုတာကလာတာဖြစ်သောကြောင့်ယဇကိုယဇလို့မသုံးတော့ပဲနဲ့စက်တက်ပြီးတော့ဗမာပြည်ကရစ်လို့ခေါ်လိုက်တာရစ်ယဇရေးတဲ့အခါမှာရပ်ပက်လက်ဇာခွဲနဲ့ရေးရယဇရစ်အဲ့ဒီရစ်ပူဇော်မှုဆိုတာတွေဟာတစ်ချိန်တုန်းကအလုံးကိုခေတ်စားခဲ့မြတ်စွာဘုရားကဥဆောင်ပြီးတော့အဲ့ဒီစနစ်ကြီးပျောက်သွားအောင်ထိုတို့တုတ်တန်တွေမှာဟောခဲ့တာနဲတာမဟုတ်ဘူးရစ်ပူဇော်မှုရဲ့မကောင်းကျိုးတွေအဲ့လိုရစ်ပူဇော်တဲ့ပွဲတွေဟာမမှန်ကန်ဘူးအကုသိုလ်တွေဖြစ်တယ်ဒီအကုသိုလ်ရဲ့အကျိုးတွေကိုခံရမယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောခဲ့လို့နောက်ဆုံးကြတော့အိန္ဒိယနိုင်ငံမှာဟိန္ဒူတွေအတိုင်းပိုင်းမှာရစ်ပူဇော်မှုဆိုတာပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားပြီးတော့အခုကျတော့သားကောင်တွေကိုမတတ်ဘူးအဟိန္တာမညှင်းဆဲရဘူးဆိုတဲ့တရားထွန်းကားပြီးတော့နောက်ဆုံးမှာတတ်တလွတ်စားတဲ့အနေအထားတစ်ခုထိအောင်ရောက်လာတယ်ပေါ့အိန္ဒိယနိုင်ငံဒီလိုရှိခဲ့ဒါကြောင့်မို့၅ပါးသီလထဲမှာမြတ်စွာဘုရားကအရေးကြီးဆုံးပါဏာတိပါဒဝေရမဏိသိက္ခာပဒံသမာရိယာမိတ်ဆိုတာကိုခြေခံပြီးတော့ဟောတာအဲ့ဒီပွဲတွေလူတွေရှောင်အောင်လို့ဒီဟောတာဒါပြင်အဲ့ဒီရစ်ပူဇော်တဲ့ပုဂ္ဂိုလ်တွေဟာဘာအတွက်လှုပ်ကြတာတုံးလို့မေးလို့ရှိရင်သူတို့မေးရင်ကုသိုလ်ရခြင်းလို့လှုပ်တာကုသိုလ်ရခြင်းလို့လှုပ်တာ
အဲ့တော့အစဉ်အလာရ tradition မှာကုသိုလ်ရတယ်လို့အစဉ်အလာဟောပြောလာခဲ့တာရှိတယ်အဲ့ဒီအစဉ်အလာဟောပြောချက်အရာကုသိုလ်ရတယ်နောက်ဆုံးမှာရစ်ပူဇော်လို့ရှိရင်ကောင်းရသူဂတိဘုံရောက်တယ်လို့ကောင်းတယ်ဆိုတဲ့ဆုံးမဩဝါဒစကားဘာသာတရားရဲ့အဆုံးအမကြောင့်ရစ်ပူဇော်မှုကိုလုပ်တယ်ဒါလုပ်ရင်မင်းတို့ငရဲကြမယ်ဆိုရင်ဘယ်သူမှမလုပ်ဘူးဒီမှမလုပ်ဘူးကောင်းမယ်ထင်လို့လုပ်တယ်သို့သောကောင်းမယ်ထင်လို့လုပ်တဲ့အလုပ်တစ်ခုသည်ကုသိုလ်အလုပ်မဖြစ်လာလို့ရှိရင်ထင်တဲ့အတိုင်းမဖြစ်ဘူးပေါ့ဆိုပါစို့ချိုချိုအေးအေးမွေးမွေးလေးလှုပ်ထားတဲ့အစိတ်ဒါတောက်လို့ရှိရင်မအိုမနာမသေးဟောဒါတောက်လိုက်လို့ရှိရင်အမျက်ရည်စင်တောက်ရတယ်လို့ရသက်ပံကျမ်းပါတယ်လို့တရားရောက်ကပြောတာနန်းကြည့်လိုက်တော့လည်းပဲမွေးနေတယ်အရသာလေးကလည်းချိုးတယ်ဆိုတော့မအိုမနာမသေးခြင်းလို့တောက်လိုက်တာရှားပေါ်လေးရောက်သွားရောလူကိုဒုက္ခပေးတော့အဲ့ဒီစိတ်အဲ့တော့အစကတည်းကမင်းဒီစိတ်တောက်ရင်သိမယ်ဆိုရင်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တယောက်စိတ်ထားပဂတိစိတ်ရှိတဲ့ပုဂ္ဂိုလ်တယောက်လူကမတောက်သိကျင်တဲ့လူကတော့တောက်မှာပေါ့နော်သိကျင်တဲ့လူကတော့စိတ်တောက်သေးတာရှိတာပေါ့သူကသိကျင်နေတာဟိုကျမ်းမာမဲ့လို့ထင်လို့တောက်တဲ့ပုဂ္ဂိုလ်တွေဟာစိတ်မှမသိလို့တောက်အဲ့ဒါလိုပဲကုသိုလ်ရတယ်လို့ဆုံးမဩဝါဒလမ်းညွှန်ချက်ကိုအကြောင်းပြုပြီးတော့ဒါကိုကုသိုလ်ရတဲ့လုပ်ငန်းတစ်ခုအနေနဲ့လုပ်ကြတယ်ကောင်းတယ်ထင်လို့လုပ်တာအဲ့ဒီလုပ်ရရဲ့အကျိုးပေးမှုမြတ်စွာဘုရားဘယ်လိုဟောတော့ဆိုပါဏာတိပါတောအာတေဝိတောဘာဝိတောဘဟုလိကတောနိရယတံဝတ္တနိကောမြတ်စွာဘုရားဟောထားပုံတွေကကြည့်ပါဏာတိပါတအမှုဟာအကုသိုလ်ဟာအာတေဝိတစလုပ်ပြီးဘာဝိတတိုးပြီးတော့လုပ်တယ်ဘူလိကတအချိန်ချင်းအထထလုပ်ပြီးလို့ဆိုရင်တဲ့နိရယတံဝတ္တနိကောငရဲဘုံမှာဖြစ်စေနိုင်တယ်တဲ့တိရိစ္ဆာနတံဝတ္တနိကောတရိစ္ဆာန်ဘုံမှာဖြစ်စေနိုင်တယ်တဲ့ပေတတံဝတ္တနိကောပြိတ္တာဘုံမှာဖြစ်စေနိုင်တယ်တဲ့ယောတဗ္ဗသောလဟုသောအပ္ပယုကတံဝတ္တနိကောအပေါ်ဆုံးအပြစ်ကလေးနဲ့ဆိုရင်အသက်တူတတ်တယ်တဲ့ဟောပါဏာတိပါဒရဲ့အပေါ်ဆုံးအပြစ်ဟာအသက်တူခြင်းပဲအဲ့ဒါတရားဒီလိုဟောတာဓမ္မကန်တဲ့လမ်းကြောင်းတစ်ခုကိုမြတ်စွာဘုရားရှင်းပြီးတော့ကျန်တဲ့အကုသိုလ်တွေလည်းဒီလိုပဲပေါ့သို့သောလောကလူတွေဟာဒါကုသိုလ်လားဒါအကုသိုလ်လားဆိုတာဘာလပုဂ္ဂိုလ်တွေမသိဘူးမသိတော့သူတို့ကကောင်းတယ်ထင်လို့ပဲလုပ်တာပဲမကောင်းဘူးထင်ရင်ဘယ်သူမှမလုပ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဒီဒေသနာတော်မှာအထပါပါဏိကမ္မာဏိကရံပါလောနာပုစတိစဉ်းစားဉာဏ်ကင်းမဲ့နေတဲ့လူတယောက်ဟာတဲ့ကိုမဟုတ်တာတွေမကောင်းတာတွေအကုသိုလ်တွေလုပ်နေရင်ကငါအကုသိုလ်တွေလုပ်နေတာပါလားလို့မသိဘူးတဲ့အကျိုးပေးပြီဆိုမှအမလေးအလိုလေးနဲ့ဒုက္ခရောက်တာတဲ့ဒီလိုဆိုလို့တာပေါ့ဒါကြောင့်မလို့ဘုန်းကြီးတို့တွေဟာဒါကုသိုလ်လားဒါအကုသိုလ်လားဆိုတာမမကန်ကန်သိရှိနားလည်ဖို့အမှန်တမ်းအရေးကြီးတယ်လူဘဝရလာလို့ရှိရင်မြတ်စွာဘုရားကဟောထားတယ်ကိုလို့ရင်ကိုခံရတယ်ဟုတ်တယ်လေဒါကဘယ်သူမှရှောင်လွယ်လို့မရဘူးလေကိုယ်တဏ္ဍမှာဆိုပါစို့အိတ်ချိုင်ပြီးပိုးတွေ့ပြီဆိုလို့ရှိရင်ကိုယ်ပဲခံရတာသူများခံမှာမဟုတ်တာယောဂဖြစ်ပြီဆိုလို့ရှိရင်သားသမီးမှာယောဂဖြစ်ရင်အမေကငါအမျှပေးနင်သက်သာအောင်လုပ်လို့ရမှာရဘူးကိုဖြစ်ကိုခံဆိုတာဓမ္မထင်ရှားတယ်နော်အကျန်တဲ့ပုဂ္ဂိုလ်တွေရောမခံရဘူးလားဆိုတော့စိတ်ဆင်းရဲမှုလေးတော့ခံရတာပေါ့
ဆိုပါစို့မီးပုံနာကတ်ရင်နည်းနည်းတော့ပူတာပေါ့အဲတော့ပူမှာပေါ့ကိုမိသားစုထဲမှာအကုသိုလ်များတဲ့လူတယောက်ရောက်လာရင်တော့အပူလေးတော့ကူးဆက်တာပေါ့သို့တော့အပြည့်အဝခံရတာတော့လောက်တဲ့လူပဲကျန်တဲ့လူကအပြည့်အဝမခံရဘူးတဲ့အဲ့ဒါကိုပြောတာဘာလဟာကိုယ်တိုင်မဟုတ်တာလုံနေတာကိုမဟုတ်တာလုံမှမသိဘူးတဲ့အကျိုးဆက်ပေါ်လာလို့ဆိုရင်တော့မိလောင်ခံရတယ်လို့ဒုက္ခတွေ့ပြီလို့ဒီဒေသနာတော်မှာမြတ်စွာဘုရားဘာကိုအကြောင်းပြုပြီးတော့ဟောခဲ့တာတုံးလို့ဆိုမြတ်စွာဘုရားလက်ထက်မှာလည်းပဲအလွန်ဆိုးတဲ့အခြေအနေတွေလူမိုက်တွေရှိတာလူဆိုတာဘယ်ခေတ်မှာပဲရှိတာပဲပညာရှိတဲ့လူနဲ့ပညာမဲ့တဲ့လူအမြဲတမ်းရှိတာပညာမဲ့တဲ့ပုဂ္ဂိုလ်ရဲ့လောက်ရကတစ်မျိုးပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့လောက်ရကတစ်မျိုးပညာမဲ့တဲ့ပုဂ္ဂိုလ်ရဲ့အတွေးကတစ်မျိုးပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွေးကတစ်မျိုးဒီနှမျိုးကပေါင်းစပ်လို့ရနိုင်တဲ့အနေအထားမရှိဘူးမြတ်စွာဘုရားလက်ထက်ဘုရားဟာ25နှစ်သတင်းသုံးခဲ့တဲ့နေရာကြီးပေါ့တာဝတိမြို့စေတော်ဝန်ကြောင့်တာဝတိမြို့ကိုအမိပြုပြီးတော့မြတ်စွာဘုရား25နှစ်တောင်နေခဲ့တာဘယ်နေရာမှာဒီလောက်အကြာကြီးမနေဘူးမြတ်စွာဘုရားစေတော်မျိုးတော်တွေဆောက်လုပ်ထားတဲ့ဒီကျောတော်အောင်ကျောင်းတောင်မှဒီလောက်ကြာကြီးနေတာမရှိဘူးပေါ့အဲတာဝတိမှာတော့မြတ်စွာဘုရားအကြာကြီးနေအကြာကြီးသတင်းသုံးတယ်အဲ့ဒါလို့ဘုရားအကြာကြီးသတင်းသုံးတဲ့တာဝတိမျိုးကလူတွေဟာအကုန်လုံးပညာရှိတွေကြီးပဲဖြစ်သွားသလားလူယဉ်ကျေးတွေကြီးပဲဖြစ်သွားသလားလို့ဆိုမဖြစ်ဘူးလူစိုးလူမိုက်တွေအများကြီးပဲအများကြီးရှိတာပဲအဲ့တော့ဘာလနက္ခတ္တဆိုတဲ့သူတို့မှာလအလိုက်နက္ခပွဲတွေရှိတယ်ပေါ့နက္ခပွဲတွေရှိတယ်ဘယ်နက္ခနဲ့တွေ့ရင်ဘာလို့ဘယ်နက္ခနဲ့တွေ့ရင်ဘာလို့နက္ခအလိုက်ဆိုတော့လာပြီနေ့မှာဒါလူနာကလင်ဒါခေါ်တာပေါ့လူနာ system လနဲ့ပတ်သက်ပြီးတော့ဒီလာပြည့်လာကွယ်ကောင်းကင်ကမွန်းဆိုတဲ့လာကြီးရဲ့အနေထားကိုကြည့်ပြီးတော့လူတွေရဲ့ရက်တွေတွက်ကြတယ်လာပြည့်နေ့ဆိုတာဟာသူကလမှာအစိတ်အပိုင်း16ခုရှိတယ်အားလုံးသိကြလိမ့်မယ်လဇန်1ရက်နေ့ကနေစပြီးတော့လဟာထွက်တာဒါပေမဲ့လူမမြင်သေးဘူးเนาะတခါတလေတော့လေကြည်လင်မြင်ကောင်း2ရက်နေ့ဆိုရင်မြင်ပြီ3ရက်နေ့ကျတော့ဗမာစကားတော်ရှိသေးတယ်မဟုတ်လား3ရက်လခုံးမြက်စားတယ်3ရက်လောက်ဆိုရင်လကလေးကအစိတ်ကလေးတစ်ခုပေါ်လာတယ်အဲ့ဒီလိုအစိတ်ပေါင်းလမှာအဲ့ဒါကိုအစိတ်ကိုကလာလို့ခေါ်တယ်အဲ့ဒီအစိတ်ပေါင်း16ခုပြည့်သွားပြီဆိုရင်လဟာဝိုင်းဆက်သွားတယ် full moon လို့ခေါ်တာဝိုင်းသွားတယ်ဒါမို့လို့လာပြီနေ့ထွက်တဲ့လတဲ့လာပြီကျော်တရက်နေ့ထွက်တဲ့လပိုဝိုင်းဆက်တယ်လို့ဆိုကလာပြည့်သွားတယ်လို့ပြော16ရက်ဆိုလကလာပြည့်စိတ်ပိုင်း16ခုနဲ့ပြည့်အဲ့ဒီလာပြီနေ့မှာတလနဲ့တလမတူဘူးကဆုံလလို့ဆိုလို့ရှိရင်စိတ်တရနက္ခနဲ့လနဲ့ဟာရှင်ပြီးတော့ထွက်လာလာပြီနေ့ဟာစိတ်တရနက္ခနဲ့ရှင်ပြီးတော့ထွက်လာတကူလာဆိုလို့ရှိရင်စိတ်တရနက္ခနဲ့ရှင်ပြီးတော့ထွက်လာဗမာပြက်ကလေးကိုကြည့်တကူလာကစတယ်စိတ်တရနက္ခနဲ့ရှင်တယ်ကဆုံလကြတော့ဝိတာခာနက္ခနဲ့ရှင်တယ်ဒါကြောင့်မို့ကဆုံလကိုဝိသတ်လို့ခေါ်ကြတယ်ဝိသခဝိတာခဆိုတဲ့စကားလုံးကိုတခြားနိုင်ငံတွေမှာသုံးလုံးနဲ့အတန်ကတော့ဝိသတ်ဒါမို့ဝိသတ်ပွဲဆိုတာကဆုံလာပြီနေပွဲကိုပြောတယ်နက္ခနဲ့နာမည်ပေးထားတာပါဠိဘာသာမှာလည်းပဲတကူလာကိုပါဠိလိုစိတ်တလို့ခေါ်တယ်ဘာဖြစ်လို့တော့ဆိုရင်စိတ်တရနက္ခနဲ့လာပြီဟာရှင်းတယ်လာပြီနေဟာရှင်းပြီးတော့ထွက်လာစိတ်တရနက္ခလို့ခေါ်တယ်
ကစုံလကြတော့ဝိတာခနက္ခနဲ့ရှင်ပြီးတော့ထွက်လို့ဝိတာခဆိုတာကစုံလနေယုံလကြတော့ဇိထနက္ခနဲ့ရှင်သည့်အတွက်ကြောင့်နေယုံလကိုဇိထလို့ခေါ်တယ်ဝါဆိုလကြတော့အာတန်လီနက္ခနဲ့ရှင်တာမဟုတ်အာတန်လလို့ခေါ်တယ်လို့သူလနဲ့သူနက္ခနာမည်တွေရှိတယ်ပေါ့အဲ့ဒါလို့နက္ခတည်းရဲ့နာမည်နဲ့ဟောသွားအဲ့ဒီထဲမဲ့ဗမာမာတောင်ရှိတယ်ထမရဲ့ကြာတစောင်းမုံလာပြီဆိုလို့ရှိရင်နော်တစောင်းမုံလာပြီဟာစောရနက္ခဆိုပြီးတော့တစောင်းမုံလာမဟုတ်တရုပ်လာပြီနေမှာမဟုတ်တရုပ်လုပ်တဲ့လူတွေအများကြီးရှိတယ်ဆိုင်ဘုတ်တွေဟိုရွှေ့ဒီရွှေ့တယ်ဘာပြေမှာလဲလောက်ကြတာတွေရှိတယ်ပေါ့နော်အဲ့ဒီတစောင်းမုံလာပြီနေလည်းဖြစ်ချင်းဖြစ်မှာပေါ့စားထဲမှာတော့ဘယ်လလို့တော့မပြောဘာလနက္ခတ္တလူမိုက်တွေရဲ့ပွဲလန်းတဲ့ပင်ကျင်းပတဲ့နက္ခတ်ပွဲတဲ့ပင်ရှိတယ်တဲ့သူတို့စီမှာဆိုရင်တလတစ်ခါနက္ခတ်ပွဲတွေလုပ်ကြတယ်ပေါ့ပူဇော်ပွဲတွေလုပ်ကြတယ်အဲ့ဒီထက်မဲ့သူကဒီသူတို့ကိုးကွယ်တဲ့ဟာကလည်းပဲအမျိုးမျိုးရှိတယ်ကောင်းတဲ့ဟာရှိတယ်လို့မကောင်းတာရှိတာအဲ့ဒီတချို့နက္ခတ်ကြတော့လူတွေကဘာလုပ်လဲဆိုရင်ဘာလနက္ခတ်ကြသူတို့အဆိုရအဲ့ဒီနေ့ဆိုရင်ဘာလုပ်တော့ဆိုရင်ပါဇက်ကရုပ်ရုပ်မာမာစကားတွေပြောကြတာအိမ်တိုင်းလိုက်ပြီးတော့ရုပ်ရုပ်မာမာစကားတွေမကြောက်ဝမနာသာစကားတွေပြောကြတယ်ဟဲ့တော်ကြပါတော့ဆိုပြီးပတ်စံလေးပေးလိုက်လို့ရှိရင်ထွက်သွားကြအဲ့ဆံမပေးမချင်းတော့မဟုတ်တရုပ်တွေပြောကြတာပဲတဲ့အဲ့တော့စာထဲမှာတော့အတ္တဘိဝါစာဆိုတာလူကြားထဲမှာကြားမကောင်းတဲ့စကားလို့ပြောတာကိုယ့်ကိုယ်သာတွေးကြည့်နော်လူကြားထဲမှာနားထောင်လို့မကောင်းတဲ့စကားမျိုးတွေကိုပြောတယ်တဲ့ရုပ်ရုပ်မှစကားတွေပြောတယ်အဲ့တော့အိမ်တိုင်းကပတ်စံပေးလိုက်တဲ့အခါကျတော့အဲ့ဒီပတ်စံယူပြီးတော့တောက်စားပျော်ပါကြတာဘယ်နည်းကြာတော့ဆို9ရက်ကြာဘုရားလက်ထက်ကမြတ်စွာဘုရားတောင်မှပဲအေးဘုရားကိုကြည်ညိုတဲ့တရားဓမ္မတွေကအရှင်ဘုရားတို့ဆုံးကမကြွပါနဲ့ဒီ9ရက်တော့ကျောင်းမှာပဲသတင်းသုံးပါဆိုပြီးတော့ဆွန့်ချက်ပြီးတော့ကျောင်းပို့ကြဘာဖြစ်လို့တော့ဆိုရင်ခုနလူမိုက်တွေကမကြောက်မနာတာစကားတွေဆဲဆိုပြီးတော့တမျိုးလုံးဟာအုံကြက်ကြက်ဖြစ်နေအဲ့ဒီနေ့မှာဆဲလဲကိစ္စမရှိဘူးဗမာပြည်မှာလည်းပေါ့နော်ခုချိန်မှာရေပဲ့ရင်တော့ရံဖြစ်မှာပေါ့တကြံလွင်းကြတော့ပဲ့ရင်ခန်းနေကြပွဲကိုအဲ့ဒီဘာလနှစ်ခတ်ပွဲမှာဆိုလို့ရှိရင်ဆဲကျင်တိုင်းဆဲနော်နာဂွန်းဆိုထားမှပဲရဆဲကျင်တိုင်းဆဲပြောကျင်တာတွေပြောမကြောက်ဝမနာတာတွေပြောဘာမှပြန်ပြောလို့မရအခါကိုသူကအဲ့ဒီလိုပွဲမျိုးဟာတောဝတိမျိုးမှာဖျားရှိနေတုန်းကိုပဲဒီပွဲမျိုးဖြစ်ခဲ့တယ်တဲ့9ရက်တိတိလူတွေဟာဒုက္ခရောက်ကြတယ်လူတော်လူကောင်းတွေဒုက္ခရောက်ကြတယ်ပေါ့ခုနကလူမိုက်တွေကတော့ပျော်ကြတယ်ပေါ့အေးအဲ့ဒီပွဲကြီးရက်တတ်မှတ်ထားတဲ့ရက်ကုံဆုံးသွားတော့မှအလုံးဟာနားချမ်းသာပြီးတော့ဖျားမှုရှိတဲ့တန်ဃာတွေဆုံးကပြန်ဝင်ကြတယ်ဒါလို့ဆိုတယ်အဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘာဟောတော့ဆိုပမာဒမနုယုံဇန္တိဘာလာဒုံမေဒီနောစနာအေးအတိညာလောကလူတွေကစဉ်းစားဉာဏ်အမတန်နေကြတယ်အတိညာမရှိတဲ့ပုဂ္ဂိုလ်တွေဟာအပျော်အပါးလောက်သာအာယုံထားပြီးတော့ကြိုးစားနေကြတာတဲ့တကယ်ကိုအတိညာရှိတဲ့ပုဂ္ဂိုလ်မှသာလေအပမဒင်းစမေဓာဝီဓနံတိထံဝရခတိတန်ဖိုးရှိတဲ့စိန်ရွှေယရနာကိုမပြောက်မပြက်အောင်တယုတရလုံခြုံတဲ့နေရာမှာတိမ့်ထားတယ်လို့ပဲအတိညာရှိတဲ့ပုဂ္ဂိုလ်တွေကကုသိုလ်ကောင်းမှုကိုအမှတ်ရတဲ့သူတို့ရဲ့တန်ဖိုးရှိတဲ့စိတ်ဓာတ်လေးပေါ်မှာဒီလိုတန်ဖိုးရှိတဲ့ယရနာလိုတန်ဖိုးထားကြတယ်လူမိုက်တွေကတော့အဲ့ဒါတန်ဖိုးမထားဘူးလို့ဒီလိုပြောတယ်အဲ့တော့လောကမှာအကောင်းနဲ့အဆိုးဆိုတာဒီလိုတွန်တွဲနေတယ်ကဲကောင်းပြီအကုသိုလ်အလုပ်ကအကုသိုလ်တတ်တတ်ကုသိုလ်ထင်ပြီးတော့လုပ်တဲ့အကုသိုလ်တွေရှိတယ်အကုသိုလ်ထင်ပြီးတော့ကုသိုလ်လုပ်ကြတာရှိတယ်အကုသိုလ်ကုသိုလ်လို့ထင်ပြီးတော့အကုသိုလ်တွေလုပ်ကြတာရှိတယ်
ဆိုပါစို့အကုသိုလ်ဖြစ်ပေမဲ့လို့ကုသိုလ်လို့ထင်မှတ်နေတဲ့အရာရှိတယ်။ဘာလဲလို့ဆိုလို့ရှိရင်ဥပမာပြေမှာလည်းရှိတာပဲအရက်ဝိုင်းသွားပြီးတော့အရက်ကိုတကားခံတာဒါနကောင်းမှုလုပ်တာပေါ့ထင်တော့သူကဘာလို့တကားပဲအရက်တိုက်တဲ့တကားပေါ့ဒီအတွက်သူကနေပြီးတော့ငွေချေးပေးပြီးတော့ကျန်တဲ့လူတွေကိုအရက်တိုက်တာအဲ့ဒါကုသိုလ်ရသလားလို့ဆိုဘယ်ကုသိုလ်ရအဲ့ဒါမျိုးကိုပြောတာသူကအကုသိုလ်တော့အကုသိုလ်ပဲတဲ့ဒါပေမဲ့အကုသိုလ်ကိုတကားခံတာတကားခံတယ်လို့ပဲပြောပြီးတော့အဲ့ဒါလည်းဆိုတာရှိသေးတယ်အရက်ကိုအရက်လို့တွင်ခေါ်ရင်တော်သေးတယ်ယမကာလို့ခေါ်သေးတယ်ယမကာဆိုတဲ့အဓိပ္ပာယ်ကဘုန်းကြီးတွေရဲ့ဝိနည်းကျမ်းထဲမှာအစာအာဟာရနဲ့ပတ်သက်ပြီးတော့အခေါ်၄မျိုးရှိတယ်ဘဝတုဒ္ဒအဖြစ်ပြောရမယ်ဆိုယာဝကာလိကယာဝကာလိကဆိုတာမနဲ့အာယုန်တက်တဲ့အချိန်ကစပြီးတော့မွန်းတဲ့အချိန်အတွင်းသာစားရမယ့်အစာအာဟာရမျိုးကိုယာဝကာလိကလို့ခေါ်တယ်။နောက်အဖြောယမကာတွေကြတော့ညဥ်ယံညနေပိုင်းအချိန်ပဲဒီတဲ့မကြော်စေရဘူးညဥ်ယံအချိန်မှာပဲသုံးဆောင်ရမယ့်ဟာတွေဖြစ်လို့ယာမကာလိကလို့ခေါ်တယ်အဲ့ဒါကိုလူတွေကယာမကာလိကကိုယမကာတဲ့ဘုန်းကြီးတွေကြတော့အဖြောပေါ့နော်ဖြောရည်ပေါ့ဖြော၈မျိုးစင်စင်တော့တူမှာပေါ့နော်သူကလည်းတောက်တာဒီကလည်းတောက်အဲ့ဒါယမကာယာမကာလိကနောက်တစ်ခါတတ္တဟကာလိကဆိုတာဘာလို့ဆိုရင်ထောပတ်တို့ပြားရည်တို့တကားခဲတို့ဒီလိုဟာမျိုးတွေကိုရှင်းတော့စီတို့ဒါတွေကိုသူကတခါဘုန်းကြီးတွေအကတ်ခံထားလို့ရှိရင်9ရက်သိမ်းထားလို့ရ9ရက်သုံးလို့ရအဲ့ဒါကြတော့တတ္တဟကာလိကလို့ခေါ်တယ်9ရက်သုံးပိုင်ခွင့်ရှိတယ်ပစ္စည်းတဲ့ဟောတပ္ပိနဝနိတံတေလံမထုဖာနိတံစီထောပတ်ရဲ့စီဥရဲ့ပြားရဲ့တင်းလဲရဲ့နော်အဲ့ဒါတွေကိုဒါဆေးလို့ခေါ်တယ်တတ္တကာလိကနောက်ယာဝဇီဝိကဆိုတာတော့မကြမ်းမာလို့တောက်ရတဲ့ဆေးတွေကြတော့တခါကတ်ခံထားရင်တစ်သလုံးထားတော့ရပြီဆေးဆိုတာတခါကတ်ခံထားရင်ဘယ်ချိန်ဖြစ်ဖြစ်သုံးလို့ရပြီလို့ယာဝဇီဝိကလို့ခေါ်တယ်အဲ့တော့ဘုန်းကြီးတွေရဲ့အသုံးမှာပစ္စည်းနဲ့ပတ်သက်ပြီးတော့အဲ့ဒါလိုရှိတယ်၃မျိုးစားလို့ရတဲ့ပစ္စည်းတောက်လို့ရတဲ့ပစ္စည်းတွေကိုဒီလို၃မျိုးခွဲထားတယ်ထမင်းတို့မုန့်တို့နော်စားစရာတောက်စရာထမင်းဟင်းမုန့်ဆွမ်းဟင်းမုန့်တွေမနေ့စာစားမယ်အသီးတွေအဲ့ဒါတွေကယာဝကာလိကအဖြောယမကာကယာမကာလိကထောပတ်စီဥစတဲ့ဆေးဖြစ်သုံးတဲ့ဟာတွေကတတ္တဟာကာလိကတကယ်ကိုမကြမ်းပါလို့တောက်ရတဲ့ဆေးတွေကြတော့ယာဝစီဝိကကာလိက၄ပါးလို့ခေါ်တယ်အဲ့ဒီထဲမှာယာမကာလိကကိုသွားပြီးတော့ယမကာလို့ဆိုပြီးတော့သုံးတာနော်ဘုန်းကြီးတွေဖြောရည်လို့ဟာမျိုးသုံးအဲ့ဒီယမကာကိုတခါခံလို့ရှိရင်ကုသိုလ်ရသလားလို့ဆိုပါတော့ကိုလှုပ်တဲ့အလုပ်ဟာဟိုတစ်ဖက်သားကိုကောင်းကျိုးချမ်းသာပေးစေတာလားသို့မဟုတ်မကောင်းကျိုးကိုဖြစ်ပေါ်စေတာလားလို့ဒီမေခွန်းမေးကြည့်ပေါ့၅ပါးသီလကိုကျိုးပြည့်စေတာလား၅ပါးသီလကိုလုံစေတာလားလို့မေးလို့ရှိရင်၅ပါးသီလကိုကျိုးပြည့်စေတာပဲအဲ့တော့အကောင်းကိုဖြစ်စေတာလားအဆိုးကိုဖြစ်စေတာလားဆိုအဆိုးကိုဖြစ်စေဒါကြောင့်မလို့အဲ့ဒါမျိုးဟာလူတွေမှာကုသိုလ်လို့ထင်ရပေမဲ့လို့အကုသိုလ်တွေဖြစ်တယ်ပေါ့အဲ့ဒီဌာနမျိုးကအကုသိုလ်ဌာနလို့ဒီလိုဝိနည်း၅ချက်နဲ့မှာပရိဝါဒဆိုတဲ့ဉာဏ်နဲ့မှာဒါအတိအကျဆိုထားတာရှိတယ်ပေါ့အဲ့ဒါမျိုးနဲ့အလှတန်းလုပ်လို့ရှိရင်ဟောကုသိုလ်မရဘူးသို့တော့အဲ့ဒီခေတ်ကဒါတွေကိုကုသိုလ်ရတယ်လို့ယူဆတဲ့အယူဆသမားတွေလည်းရှိတယ်ပေါ့ကုသိုလ်လို့ထင်ရပြီးအကုသိုလ်မဖြစ်တာတွေကျန်တာတွေလည်းရှိသေးတယ်ငါခုအကုန်မပြောတော့ပါဘူးနော်အမျိုးသမီးနဲ့အခန္ဓာတို့ပါတို့ပေါ့ဒါတွေပေါ့အဲ့ဒါလို့
အကုသိုလ်အမှုတွေဒီလိုဖြစ်တယ်အဲ့တော့ကုသိုလ်အကုသိုလ်ဆိုတာခွဲခြားပြီးတော့သိဖို့လိုတယ်ကုသိုလ်အကုသိုလ်ဆိုတာဘယ်မှာဖြစ်တာတုံးဆိုတာလည်းသိဖို့လိုတယ်လောက်တာတော့ကုသိုလ်လုပ်ငန်းမှာပဲကုသိုလ်လုပ်ငန်းလုပ်ပြီးတော့အကုသိုလ်တွေရသွားကြတာရှိတယ်ဘုန်းကြီးတို့မင်းတို့မင်းလက်ထက်တုန်းကမန္တလေးတောင်ရဲ့မြောက်ဘက်မှာမဟာဓမ္မိကာရမရွှေကျင်တိုက်မကြီးဆိုတာရှိတယ်အဲ့ဒီမှာရွှေကျင်တိုက်9တိုက်အရှိနောက်တန်းပြီးတော့ထားတယ်မင်းတို့မင်းကမန္တလေးတောင်ရဲ့မြောက်ဘက်မှာအဲ့ဒီကျောင်းတိုက်ကြီး9တိုက်တည်ပြီးတော့ဝက်လက်မြို့နာကရွှေပူသွားတဲ့ဝက်လက်နာမှာရွှေချင်းရွာဆိုတာရှိတယ်ဗမာပြည်ကလည်းရွှေထွက်တဲ့နေရာတွေများပုံရတယ်ဟိုနာကျင်ဒီနာကျင်ရွှေကျင်တဲ့ရွာဒီနာလည်းမတော့ရွှေချင်းရှိတယ်လေဘယ်နေရာကျင်ရွှေထွက်တာပဲဗမာပြည်ရဲ့မြေကရွှေမြေကိုဟုတ်တယ်ဗမာတွေကလည်းကိုယ့်ကိုယ်ရွှေတဲ့ခေါ်ကြတာတင်မောသားတွေဆိုရင်အဲဗမာလူမျိုးတွေကနော်ဗမာလူမျိုးတွေကခွန်ကြီးတို့တီယိုမာနေတော့သိလာတယ်ပေါ့ရိုးရည်တွေကြတော့ရပ်ပက်လက်တဲ့သူတို့ရိုးရည်ကြတော့ရပ်ပက်လက်ဖိလိပ္ပိုင်ကြတော့ဖောက်ထုတ်တယ်အိန္ဒိယကလားတွေတီယိုကလားတွေကြကုန်းကလားတွေကျွန်းကလားတွေအဲ့လိုခေါ်တယ်ဗမာကြတော့ရွှေတဲ့ရွှေဘယ်နှယောက်ပါတယ်လို့ပါတော့နော်ကပ္ပတိန်ကြတော့တကြီးတဲ့ခေါ်တယ်ဒါသင်္ဘောသားလောကဝေါဟာရတွေပေါ့တကြီးတဲ့သင်္ဘောသားလုပ်ခုတဲ့လူတွေရဲလည်းပါခြင်းပါနေပါနော်အဲ့လိုခေါ်ကြအဲ့ဒီမှာဗမာပြည်ကရွှေထွက်တာတော့ဟုတ်တယ် golden land ဆိုတာဟုတ်တယ်ရှင်းတော့ကသုဝဏဘူမိဆိုတာလေဗမာပြည်ကိုပြောတာဗမာပြည်ရဲ့ဒေသတစ်ခုသုဝဏဘူမိအားလုံးကလည်းသုဝဏဘူမိကိုမြန်မာလို့ပဲလက်ခံထားကြတယ်ရွှေထွက်တဲ့နိုင်ငံမြေကြီးကရွှေသီးတဲ့နိုင်ငံပေါ့အဲ့ဒါလို့ဘုန်းကြီးတို့တွေရဲ့ဒီနိုင်ငံမှာအခုလို့အခြေအနေတွေကောင်းနေတယ်အခြေအနေတွေကောင်းတယ်အဲ့ဒါလို့အခြေအနေကောင်းတဲ့ထဲမှာမြန်မာလူမျိုးတွေဟာဒီခုနပြောတဲ့ရွှေကျင်တဲ့နေရာတွေပေါ်လို့ရတိုင်းနော်ဖျားဝဲတွေလည်းကျင်းပါတယ်မင်းတို့မင်းလက်ထက်ကအဲ့ဒီရွှေကျင်ရွာကအမှန်တမ်းအနေထိုင်ကောင်းတဲ့ဆရာတော်ကြီးတစ်ပါးဆရာတော်ဦးဇာကရာအဲ့ဒီဆရာတော်ကြီးကိုမင်းတို့မင်းကပင့်ပြီးတော့မန္တလေးတောင်မြောက်ဘက်မှာထားကျောင်းအပ်ထားခုအလုံးကြောက်မှာပေါ့ဒီနေ့ရွှေကျင်ကိုင်းဆိုတာအဲ့ဒီအဲ့ဆရာတော်ကြီးမင်းတို့မင်းကနေပြီးတော့ရွှေကျင်နိကာယရွှေကျင်ကိုင်းဆိုပြီးတော့ခဏဝိမုတ်လုပ်ပြီးတော့ပေးထားတယ်တန်ခါပရိသတ်တွေအလွန်များတယ်ဆရာတော်ကြီးကကြက်မတ်ဆုံးမတော့လူတွေထဲမှာကြီးညိုဝယ်ရကောင်းတော့နန်းတော်ကဆွမ်းကြီးလောင်းပြီဆိုလို့ရှိရင်ဘုရင်နန်းတော်ကဆွမ်းကြီးလောင်းတယ်ဆိုရင်ရွှေကျင်ကတန်ခါတွေအများကြီးပဲ့တယ်နော်ဆွမ်းကြီးလောင်းတယ်ဆိုတာရှင်းတော့ဘုရင်ကလည်းဆွမ်းကြီးလောင်းတယ်အလုံးကြားဖို့ကြလိမ့်မယ်ဆွမ်းကြီးလောင်းတာနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ဆရာတော်ကြီးအမိတ်ရှိဘူးလားဘုန်းကြီးတို့ရဲ့ဥပ္ပဇ္ဇဆရာကြီးအမိတ်ရှိဘူးလားနန်းတော်မှာဆွမ်းလောင်းတယ်တဲ့မန္တလေးကတန်ဃာတွေကိုပင့်အခုဒီကလူတွေပိုသိမှာပေါ့ဝါတွင်းဝါဘဆွမ်းလောင်းနေတယ်ဆိုဝိမု ക്തി ဆွမ်းလောင်းတဲ့ဆွမ်းလောင်းတဲ့အခါတချို့ကိုရင်လေးတွေကလေးတွေဆိုတော့ရှိမြန်ရောက်ချင်တာတိုးတာတွေပါရှိမှာပေါ့နော်ခုမှတိုးတာမဟုတ်ဘူးတဲ့မင်းတို့မင်းကြီးလက်ထက်တုန်းကလည်းတိုးတယ်တဲ့ဘုံလောင်းဆိုရင်တိုးတယ်လို့ပြောတယ်နော်ဘုံလောင်းတိုးတာမင်းတို့လက်ထက်တုန်းကအဲ့လိုတိုးလို့ဘယ်လိုလုပ်ထားတယ်ဆိုအမှန်တမ်းရင်ကျေးတဲ့ဆင်ကြီးနှစ်ကောင်ခ
ခိုင်းတဲ့တိုင်းလှုပ်တဲ့ဆင်ကြီးနှစ်ကောင်စိတ်ချတဲ့ဆင်ကြီးနှစ်ကောင်အစွဲချင်းရှက်ပြီးတော့ထားတပါးချင်းအဲ့ဒီဆင်စွဲကြဝင်ရဆင်ကတလန်းနောက်ဆုတ်ပေးလိုက်ရင်အဲ့ဒီကိုတော့ဝင်မတိုးအောင်လို့နော်ဆင်နှစ်ကောင်ကြားကနေပြီးတော့အဲ့ဒီမှာဘုံလောင်းတိုးမှဆိုလို့အဲ့လိုလုပ်တယ်တဲ့ဒါရှစ်မိလိုက်တဲ့ပုံကိုယ်ကြီးပြောတာတကယ်အဖြစ်ပြက်လို့ပြောတာဆင်ကနောက်ဆုတ်ပေးလိုက်တပါးကြွလိုက်ဆင်ကနောက်ဆုတ်ပေးလိုက်တပါးကြွလိုက်နဲ့နောက်ဆုံးကြတော့နောက်ကကိုတော်တွေကဘာလုပ်တုံးဆိုတော့တပိတ်ဖုံးတဲ့တပိတ်ကိုတီးတာတဲ့ဆင်ကြီးတွေကလန့်ပြီးတော့ထွက်ပြေးသွားမင်းတို့မင်းကြီးကသဘောကျလို့ရီးတဲ့အဲ့ဒီမှာနော်အဲ့ဒါလို့ပြောတာကြားဘူးတွေငယ်တော့ဘုရင်ကြီးကလည်းပဲမကြဆွမ်းကြီးလောင်းတယ်အဲ့ဒီမှာခုနပြောတဲ့ရွှေချင်းဆရာတော်ကြီးကနေပြီးတော့စာရန်လေးတစ်စောင်ထုတ်ခဲ့ဘူးတယ်သူစာရန်လေးရဲ့နာမည်ကကုသိုလ်တပည့်ငရဲတပိတ်သာစာရန်တဲ့ဘာနဲ့ပတ်သက်ပြီးတော့ရေးတာတုံးဆိုလို့ရှိရင်ထိုခေတ်ကဖျားပွဲတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာရန်ဆရာတော်ကြီးရေးတဲ့ကြပြလေးတစ်ပုဒ်ကဘာတုံးဆိုတနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲဖျားပွဲဆိုပြီးတော့ကျင်းပကြတယ်ပွဲလန်းသဘင်တွေနဲ့နော်ဖျားပွဲလို့သာကျင်းပလိုက်တာဖျားရှိခိုးတဲ့လူစားမတမနဲလေဖျားပွဲဘုန်းကြီးတို့တော်မှီလိုက်သေးတယ်ဖျားပွဲဆိုလို့ရှိရင်မြန်မာပြည်မှာဝက်တောင်မှ၃မျိုးရှိတဲ့နော်ဖျားပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ်အခုခေတ်ကတော့သူကသူလိုင်စင်တွေပါတယ်နဲ့မို့ဒီလိုမရှိတာဟုတ်နော်ခုလည်းအော်ရာပေးတာတွေရှိရင်ရှိမှာပေါ့ဖျားဝက်တယ်နောက်ဘုန်းကြီးတွေတန်ဃာတိတ်အဘတ်တင်လို့ကုစားတဲ့အခါပရိဝတ်ဆောက်တည်ပရိဝါဒဆိုအပိုင်းအခြားတစ်ခုအလိုက်ဒဏ်ထမ်းရတယ်အဲ့ဒါလို့ဒဏ်ထမ်းပြီးတော့ကျင့်ဆောက်တည်တာပရိဝတ်ဆောက်တည်တယ်လို့တချို့ဒေသတွေမှာလုပ်ပါတယ်အဲ့ဒီပရိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝိုးဝက်လို့ခေါ်တယ်အဲ့လိုဝက်တွေကအမျိုးမျိုးရှိသေးတယ်နော်ဘုန်းကြီးတို့ကငယ်တုန်းကကြုံမှုတယ်ပေါ့ရွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်ဘယ်ကနေရတယ်တော့မသိဘူးဝက်သားစားဖျားပွဲဆိုရင်ဝက်သားစားကြရတဲ့အခါအဲ့ဒါလို့ကုသိုလ်ဆိုပြီးတော့လှုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလာအကုသိုလ်တွေပါလာအကုသိုလ်လှုပ်တယ်ဆိုတော့တချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အကုသိုလ်ဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူပဲအဲ့လေးခုကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်ဒါဗနပိတ်သားဆိုအော်ရာပေးမယ်ကိုယ့်ကိုဈေးမှာတပ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ချီးမွမ်းတာတိုက်ရိုက်ချီးမွမ်းတာလည်းပါမှာပေါ့ဝက်ပေါ်တာဝဲသဘောကျပြီးတော့အသားပေါ်တာဝဲသဘောကျပြီးချီးမွမ်းစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုဂ္ဂိုလ်၄ဦးစလုံးဟာအကုသိုလ်ဖြစ်တာတူတူပဲဒါကဘုရားဘာသာကျမ်းစာတွေမှာဆိုတယ်ဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စားသူနဲ့တတ်သူအသားစားတဲ့လူနဲ့အသားပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘယ်လိုယူဆတော့ဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသိုလ်ဖြစ်တာချင်း50-50တဲ့50-50တို့ပြောတယ်အဲ့ဒါချိန်ဝါဒမှာအဲ့ဒီတန်ရှိ50-50ပဲနော်တတ်တဲ့လူက
50ရာခိုင်နှုန်းပတ်သက်တယ်စားတဲ့လူက50ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံဘာလို့လက်မခံတော့လို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေတခုတော့ရှိတာပေါ့ငါအတွက်တတ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်တော့အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ်နော်ဈေးတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်နောက်တတ်ကြပါစေဆိုတဲ့စိတ်လည်းမရှိဘူးသူ့မှာအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့တော့သူ့စိတ်ထဲမှာသေပါစေဆိုတဲ့စိတ်တခုမှမထားဘူးပေါ့စားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်တယ်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာဘာနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ကင်ပေမဲ့လို့အစိတ်မသိဘူးတဲ့ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာပေါ့နော်အဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခေါင်းရွှေချင်းဆရာတော်ကြီးကရေးတယ်တနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲငရဲတပိဋ္ဌာကုသိုလ်တပည့်ငရဲတပိဋ္ဌာစာတမ်းမှာဒီလိုရေးထားဘာဖြစ်လို့တော့ဆိုတော့သူခေတ်မှာခုနဖျားပွဲတွေဟာဝက်သက်ကြက်သက်နဲ့သားတွေတတ်ပြီးတော့တန်ဃာတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်ဘာလုပ်ကြတယ်ဧည့်သည်တွေအခမ်းကြတယ်ဒီလိုတွေဖြစ်တာဟုတ်အဲ့ဒါကြောင့်မလို့သားကောင်တွေတတ်ပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်းတတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲတပိဋ္ဌာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲတပိဋ္ဌာကြားဘူးကြပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥပရိယအသားပဲမဝင်မရအိမ်ရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလဲလှီးပြီးတော့ချက်တယ်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းမှာသူကဒီလဲလှီးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြတ်ပြီးတော့သေရတဲ့ဘဝမနေဘူးတဲ့ဒါကြောင့်မို့လို့တချို့ကပြောတယ်စိတ်မွေးအမြတ်ခံရတယ်လို့ဆိုတချို့ကထင်ကောင်းထင်လိုက်မယ်ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတော့ဆိုလူရဲ့တဏ္ဍာမှာဖြစ်တဲ့စေတနာနဲတာမှမဟုတ်တာအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်စိုက်တဲ့အခါမှာတစည်းတည်းစိုက်တာအပင်အသီးတော့တစ်လုံးနဲ့သီးသလားသို့မဟုတ်အများကြီးသီးတာလားတခုတည်းလုပ်ပြီပဲလို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်လူရဲ့တဏ္ဍာမှာစိတ်စေတနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တဲ့အတွင်းမှာဂရေ3သိန်းလောက်ဆိုတော့စေတနာပေါင်းဟာဂရေ3သိန်းလောက်ဖြစ်သွားပြီအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေတနာတွေမြောင်များစွာပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတိရစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစ1000တဲ့ဟာဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တွေလုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးအခက်ညင်တာဒါကုသိုလ်ပဲကျွေးခြင်းမွေးခြင်းတယ်မှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းဇက်ပြတ်ပြီးတော့သေရတယ်တဲ့အဲ့ဒီအကုသိုလ်ခံလဲရတာအများကြီးခံအဲ့ဒါမျိုးကိုရည်ရွယ်ပြောတာကုသိုလ်တပည့်ငရဲကတပိဋ္ဌာဒီလိုခံရရင်ဘယ်ဟိုရင်းဖြစ်မယ်တော်တော်လေးဒါကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့ရသော်ဖေဟာဒီခေါ
ဘောရမဗုဒ္ဓလက်ထက်မှာထင်ရှားတဲ့တထေးဖြစ်ထင်ရှားတဲ့ဓမ္မဒိဏရဲ့အမျိုးသားဝိတာခဆိုရှိတထေးဝိတာခဓမ္မဒိဏဘိက္ခုနီနောက်ကျတော့ဓမ္မဒိဏရဲ့အမျိုးသားဝိတာခတထေးရာဇဂုပြေမှာနေတာရာဇဂုပြေမှာအုပ်ချုပ်တဲ့ဗေမိတာရမင်းဗေမိတာရမင်းနဲ့ဝိတာခတို့ကဒီဘဝမှာလည်းအလွန်ရင်းနှီးတယ်ဟုတ်လွန်ခဲ့တဲ့62ကဘာတုန်းကလည်းသူတို့အတော်ရင်းနှီးခဲ့တဲ့လူတွေပဲဒီဘဝမှာလာပြီးဆုံညပြန်62ကဘာတက်ကတိတ်တတဲ့ဖုဒ္ဒတဲ့ဘုရားနှစ်စုပွင့်ခဲ့ဘူးတယ်အဲ့ဖုဒ္ဒဘုရားလက်ထက်မှာဘုရင်ကြီးရဲ့သားတော်3ပါးကကုသကောင်မှုလှုပ်ချင်ညာဘုရင်ကြီးဆရာခွင့်တောင်းပြီးတော့ဝါရင်3လပတ်လုံးသူတို့ကသူတော်စင်အဝတ်ကိုဝတ်ပြီးသူတို့တပြည့်ပေးတဲ့နဲ့သူတော်စင်အဝတ်ကိုဝတ်ပြီးတော့ဆေဝါသီလာဆောင်ညာခုနဗေမိတာရမင်းရဲ့အလောင်းနဲ့ဝိတာခရဲ့အလောင်းလွန်ခဲ့တဲ့62ကဘာတက်ကအဲ့ဒီထက်ပဲဝိတာခအလောင်းကဘာတော့ဆိုရင်အဲ့ဒီမင်းသား3ယောက်ရဲ့ဗန္တာရေးမှုပေါ့ဗန္တာကိုသူကကန်ရဗေမိတာရကတော့အဲ့ဒီတော့ကအဲ့ဒီမင်းသား3ယောက်ရဲ့သူကစရေးစီမံခန့်ခွဲရတဲ့ခုခေတ်လို့ဆိုရင်မန်နေဂျာပေါ့မန်နေဂျာသူတို့နှစ်ယောက်ကိုတာဝန်ပေးထားတယ်အလှဲကြစီအလှဲကြစီတို့ညီကို3ယောက်ပိုင်တဲ့ကိုရောင်တွေကနေထုတ်ပြီးတော့နေ့စဉ်နဲ့အမျှတန်ဃာတွေကိုဆွန့်ကပ်ဖို့ဆိုပြီးတော့သူတို့နှစ်ယောက်ဥဆောင်ပြီးတော့ဆွန့်ကပ်ကြတယ်အဲ့ဒီမှာဝေယဝိဆသမားတွေအများကြီးပဲခိုင်းထားတယ်ဝေယဝိဆသမားတွေသူတို့ကပေးထားတာဒါတန်ဃာတွေကိုဆွန့်ကပ်ဖို့လို့တန်ဃာဝတ်ဆိုပြီးတော့ခွင့်ပြုထားတဲ့ပတ်စံနဲ့နောက်ပိုင်းဘာတွေဖြစ်လာတော့လို့ဆိုတဲ့အခါတန်ဃာတွေဆွန့်ကပ်လို့ရှိရင်လေသိပြီးမကြံမှုတဲ့လက်ကြံသိမရှိဘူးတိုင်းပြီးတော့လှုပ်တာဆိုတော့ဘုန်းကြီးတွေကပ်ပြီးရင်ပြောင်းတာပဲဝေယဝိဆသမားကသူတို့ပတ်စံပေးထားတာဆိုတော့သူတို့ကျွေးတာမွေးတာသိလောက်ပုံမပေါ်ဘူးเนาะကြံရင်တော့စားမှာပေါ့နောက်ကြတော့ဘာလှုပ်လာတော့လို့ဆိုတော့ဝေယဝိဆကလည်း3လကြီးဆိုတော့ရက်ရှည်ကြီးလောက်ရတဲ့အခါကျတော့ဒီကလည်းအမေလည်းပါတယ်အဖေလည်းပါတယ်ထမင်းချက်တာဝန်ကြအမေကတစ်တီးအသီးနှံတွေလှီးဖို့ချုပ်ဖို့ပြီးဖို့ကြောင့်အဖေကထမင်းချက်ဖို့ပေါ့အဲ့ဒါလိုဝေယဝိဆလာတဲ့အခါအိမ်ကကလေးတွေကပါလာစောနေပါလေချဲလို့တန်ဃာတွေကမကြွလာသေးဘူးကလေးလေးတွေကမေမေစားတယ်ဖေဖေစားတယ်နဲ့လှုပ်လာတဲ့အခါကျတော့အဲ့တန်ဃာတွေမကြွသေးခင်တန်ဃာတွေအတွက်လို့လှူတဲ့လူကလှူထားတာပထမကလေးတွေအငိုတိတ်အောင်လို့ဆိုပြီးတော့ပေးတာကျွေးလိုက်တာစပြီးတော့နောက်ကြတော့သူတို့ကပါစားတော့တာပဲတန်ဃာတွေမလာခင်သူတို့ကချက်လို့ပြုတ်လို့စားတယ်ဆိုပြီးတော့အရင်စားလိုက်ကြတော့တာနော်အခြေအနေကအဲ့လိုပြောင်းလဲသွားတယ်လှုပ်တာတော့တန်ဃာဝေယဝိဆကုသိုလ်လုပ်ကြတာပဲသို့တော့တန်ဃာတွေမကတ်သေးခင်ဒီလိုစားကြတောက်ကြတန်ဃာဝတ်ထဲကတန်ဃာဝရည်စူးထားတဲ့ဆွမ်းခဲဝယ်ဘောဇဉ်တွေကိုစားကြတောက်ကြဖြစ်လာတဲ့အခါကျတော့သေလဲသေရောအဲ့ဒီလူတွေက16000လောက်ရှိအကုန်လုံးပြိတ္တာဖြစ်ကုန်ပြိတ္တာဘောဆိုတော့စားရမဲ့မဲ့တောင်းအောင်မဲ့ဒဏ်ခတ်ခံရတယ်ပေါ့ကံကြမ္မာရဲ့ဒဏ်ခတ်မှုပေါ့ပြိတ္တာဖြစ်အဲ့ဒါ62ကဘာတက်ကနေပြိတ္တာဖြစ်ပြီးတော့ပြိတ္တာဘဝကကျွတ်တဲ့အခါလူဖြစ်လိုက်ဘာဖြစ်လိုက်ပေါ့လေကံအားလျော်စွာသွားပြီဟောဒီဗာဒကဘာရောက်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာပြိတ္တာဘဝပြန်ရောက်ကြပြန်အဲ့ဒီလူတွေပြိတ္တာပြန်ဖြစ်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားစီသွားပြီးချင်းကပ်ကြတယ်သူတို့ရုပ်အစင်းတွေကအမတမကြောက်မွက်ဖွယ်ရကောင်းတယ်ခုခေတ်ဆိုရင်တော့ ghost ပေါ့တဆေးတွေဘုရားစီချင်းကပ်ပြီးတော့တပည့်တော်တို့မစားရကြပြီဗျာတဲ့ဘယ်တော့မှကျွတ်မလို့လို့ဆိုတော့တပည့်တော်တို့စားဖို့များကြုံမလားလို့ဆိုဘုရားကပရိတိလုပ်တယ်
မင်းတို့ငါဖျားလက်ထက်မှာတော့ရအောင်မှမဟုတ်သေးဘူးစိတ်ပြက်လက်ပြက်နဲ့ပြိတ္တာတွေဒီလိုပဲငန်းငတ်ပြက်ပြက်နဲ့နေကြနောက်တစ်ခါလူတွေရဲ့အသက်4000တန်းမှာဂကုတဏ္ဍမြတ်စွာဘုရားပွင့်တာနောက်အဲ့လိုဆုတ်ကတ်တက်ကပ်ပြီးတဲ့အခါနောက်တစ်ကြောမှာ3000တန်းမှာကောဏခမနမြတ်စွာဘုရားပွင့်လာသူတို့ကမသေးသေးဘူးအသက်ရှင်နော်ဘုရားစီသွားပြီးရှောက်ကြပြန်ဘုရားကလည်းငါလက်ထက်မှာမင်းတို့မရနိုင်သေးဘူးရဝေမဲ့လို့မရှိဘူးကျွတ်ဖို့မရှိသေးဘူးဟောတော့ကတ္တဝမြတ်စွာဘုရားအသက်2000တန်းမှာဆုတ်ကတ်တက်ကပ်ပြီးလို့အသက်2000တန်းရောက်တော့ကတ္တဝဘုရားပွင့်ကတ္တဝဘုရားစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ကတ္တဝဘုရားမင်းတို့ငါလက်ထက်တော့စားရအောင်မဟုတ်ဘူးငါရဲ့နောက်မှာဂေါရမဘုရားဆိုပွင့်လေအဲ့ဘုရားလက်ထက်ကျရင်မင်းတို့ရဲ့ဆွေတော်မျိုးတော်မင်းတို့ရဲ့မန်နေဂျာကြီးနော်ဘန္နာဆိုးကြီးသူတို့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့မင်းတို့အမျှဝေလို့ရှိရင်တော့မင်းတို့ကြွချိန်တတ်မှာပြီလို့အဲ့လိုပြောတာသိဝန္တာတာတဲ့ကတ္တဝဘုရားလက်ထက်မှာအဲ့ဒီအဖြေလေးရလာနေလိုက်ရောအကြာကြီးဂေါရမမြတ်စွာဘုရားပွင့်လာဘုရားရာဇဂိုပြေကြွတော့ဗေမိတာရမင်းကြီးကဝေလူဝံဥယျာဉ်လှူတယ်ရေစက်ချတယ်သူတို့မသိလိုက်ဘူးအမျှမရလိုက်ကြဘူးဗေမိတာရကသူတို့ရဲ့မန်နေဂျာကြီးပေါ့ဟိုဘွားတော့နောက်ဝိတာခလည်းကုသိုလ်ကောင်းမှုတွေလုပ်တယ်သူတို့အမျှမရလိုက်မရလိုက်တဲ့အခါကျတော့မှသူတို့ဟာတနည်းနည်းနဲ့သိအောင်ပြကြတယ်မြတ်စွာဘုရားကဗေမိတာရမင်းကိုပြောတယ်မင်းရဲ့ဆွေတော်မျိုးတော်တွေခုလိုပြိတ္တဘဝရောက်နေကြပြီတန်ဃာတွေရဲ့စာအုပ်စာပြစားလို့ဒီလိုဖြစ်တယ်အဲ့တော့ဒီတစ်ခါကုသိုလ်ကောင်းမှုလုပ်ပြီးမျှဝေပေးပါလို့ဆိုတော့ဘုရားမှုရှိတဲ့တန်ဃာတွေပင့်ပြီးတော့ဆွမ်းခဲဝဲဘောဇဉ်ချိုးချင်းရတာအဖျားပြားတွေကိုပြင်ဆင်ပြီးတော့တန်ဃာတော်တွေဆက်ကပ်ပြီးဒီကောင်းမှုကြောင့်တပည့်တော်ရဲ့အတိတ်ကဆွေတွေမျိုးတွေဟာမစားရမတော့ရဖြစ်နေတာတွေနတ်နိုင်ဖြစ်သောအစားအစာတွေရရှိပါစေတည်းလို့ဟောဆိုပြီးအမျှဝေလိုက်တာဟောအဲ့ဒီကစပြီးစားစရာတွေရသွားကြတယ်ညကြတော့ကိုရောမြတ်တွေကရောက်လာကြသေးတယ်အဝတ်မပါဘူးတဲ့စားစရာတော့ရပြီဝတ်စရာမရှိသေးဘူးဆိုတော့မြတ်စွာဘုရားသွားလျှောက်တဲ့အခါမြတ်စွာဘုရားကအဝတ်လှူရမယ်လို့ဆိုတဲ့အခါတန်ဃာတွေကိုပင့်ပြီးတော့အဝတ်လှူပြီးခုနလိုနတ်နဲ့ဖြစ်သောအဝတ်တွေကိုရပါစေတည်းဆိုတော့မှအမျှဝေလိုက်တဲ့အခါသူတို့ကလည်းတာရုခေါ်လိုက်တော့ဒီပြိတ္တာတွေဟာလုံးဝကျွတ်တဲ့အဆင့်ထိအောင်ရသွားတယ်ဝတ်စရာလည်းရသွားတယ်စားစရာလည်းရသွားသူတို့ဟာချမ်းချမ်းသာသာဖြစ်သွားတယ်အဲ့ဒါဟာကြည်တန်ခါဝေယဝဆလုံးလို့ကုသိုလ်ရမလားလို့ဆိုမလုတ်တတ်တဲ့အခါမှာကြည်ကုသိုလ်ကတပည့်သားလောက်ရပြီငရဲကတပည့်သားလောက်ဖြစ်တယ်ခံရတာနဲတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဆရာတော်ကြီးတွေကတတိပေးတာဗမာပြည်မှာဖျားပွဲတွေဆိုတာလည်းပဲအလုံးသိကြတဲ့အတိုင်းပဲနော်အကောင်မလောင်တွေတတ်ပြီးတော့ဖျားပွဲကျင်းပါတယ်ဇက်ပွဲတွေထည့်ပြီးတော့ကြည်တယ်ဇက်ပွဲတွေထည့်ပြီးတော့ကြည်တော့တချို့အရက်တွေမှာပေါ့ကြားဘူးလားတချို့အရက်တွေမြတ်စွာဘုရားရဲ့အလှခံဘုံမှာတစ်နှစ်လုံးရှိတာလူတဲ့လူတွေကတော့ဘုရားရွှေသင်္ကန်းကတ်ရန်တို့လျှက်စမီပူဇော်ရန်တို့ဘာတို့ညာတို့ပေါ့နော်သူခေါင်းစည်းလေးတွေရွှေတုံဘုရားပေါ်တက်ကြီးပေါ့တွေ့မှာပေါ့သူခေါင်းစည်းလေးတွေနဲ့သူလှူထားကြတယ်ဂောဘကတွေကဘာလုပ်လဲဆိုလို့ရှိရင်ပွဲငှားတယ်အဲ့ဒီပတ်စံတော့နော်ပွဲငှားတယ်ပွဲငှားပြီးတော့ပွဲကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဘုရားထဲမှာပွဲကြည့်လာတဲ့လူတွေကဘယ်ဘုရားရှိခိုးဖို့လာတာဟုတ်မလဲပွဲကြည့်တဲ့လူတွေကဘာတွေပါလာတော့ဆိုစီးပေါင်းဒုတ်တို့ဘာတို့ဒါမျိုးတွေပါလာမှာပေါ့ခုခေတ်ဆိုပလတ်စတစ်တွေပေါ့နော်ဟောပြီးရင်အဲ့ဓာတွေကိုပြစ်သွားခဲ့တာပွဲခင်းဟာရှုပ်ရှက်ကိုခတ်ကြံရင်တာပေါ့ဘုရားဝင်းထဲမှာအညစ်အကြေးတွေအဲ့ဒီတည်းကဟိုနာပေါက်တော်ဒီနာပေါက်မြိုင်နဲ့ပေါက်တော်တွေနဲ့လည်းပဲနန်းစော်ကြံရင်တာပဲဘုရားတွေဒါတကယ်ဖြစ်တာကိုပြောပြတာပါဘုရားဝတ်ပြီးလို့စိတ်ရင်းရှင်းတဲ့အခါကျတော့ဘယ်လိုရှင်းတော့နော်အငိမ့်ငါးကဘလောက်လှုခံလို့ရတာဘလောက်ဘာကဘလောက်နဲ့စိတ်ရင်းရှင်းလိုက်တဲ့အခါလူငွေပြလာတဲ့အခါဘုရားထံကရရကြွေးဘလောက်
ဘုရားတောင်ကျွေးတင်လိုက်သေးတယ်နော်ဘုရားကြီးထံကရရန်ကျွေးတဲ့တကယ်အဲ့ဒါနော်တကယ်တော့အဲ့ဒါမျိုးတွေကိုဆရာတော်ကြီးကရည်ရွယ်ပြီးတော့ကုသိုလ်တပည့်ငရဲတပိဋ္ဌာလို့ဒီလိုပြောတာတကယ်တော့ကုသိုလ်စစ်ရအောင်လုပ်ဖို့အမှန်တမ်းရေးကြည့်ဘုရားဘွဲလုပ်ရင်ဘယ်လိုလုပ်ရမြတ်စွာဘုရားကိုဝတ်တက်ကြမယ်ဘုရားကိုပန်းရေချမ်းတို့နဲ့ပူဇော်ကြမယ်ဗုဒ္ဓနုတ္တိပွားကြမယ်ရှိခိုးကြမယ်ဒါပဲလုပ်အောင်ပွဲကြည့်ဖို့မလုပ်အောင်ပွဲဆိုတာနဲ့ပတ်သက်လာပြီးတော့ဒါဟိုသိအောင်တော့ပြောပြသိချင်လို့ရှိရင်ဂါမဏိတန်ယုတ်လို့ဆိုရင်တန်ယုတ်ပါဠိတော်ထဲမှာတာလပုဒ္ဒတုတ်ဆိုတာရှိတယ်ဒီနေ့ကတော့ဘုန်းကြီးတို့ထည့်ပြီးတော့ဟောဘူးတယ်အဲ့တာလပုဒ္ဒဆိုတာဇတ်ဆရာကြီးသူဇတ်ပွဲမှာလူတသိန်းပါမတမကြီးကျယ်တဲ့ဇတ်ပွဲကြီးဆောင်ရွက်တဲ့လူတွေလူတသိန်းလောက်ရှိတယ်သူကမြတ်စွာဘုရားကိုနဲ့ကြုံတဲ့အခါမှာဝင်လျှောက်တယ်သူတို့ဇတ်ပင်လောကကဆရာကြီးတွေကပြောတယ်တဲ့အခုလို့ဇက်ကပြီးတော့လူလူတွေကိုဖြည့်ဖြောတာဟာတဲ့ဒီကုသိုလ်ကြောင့်နောက်ဘဝကြလို့ရှင်ပဟာသဆိုတဲ့နတ်ပြည်ပျော်စရာကောင်းတဲ့နတ်ပြည်တစ်ခုသူတို့ရောက်တယ်လို့ဒီလိုပြောထားတာတဲ့အဲ့ဒါဟုတ်ပါသလားမြတ်စွာဘုရားမမေးနဲ့တဲ့ဒီမေကုံငါမမေးနဲ့ငါမဖြေချင်ဘူးတဲ့ဘုရားတခါသူများထိခိုက်မဲ့ဟာဆိုပြောချင်ဘူးပေါ့ဘုန်းကြီးလည်းမပြောပဲထားလိုက်ရင်ကောင်းလားမသိဘူးမြတ်စွာဘုရားအတင်းချက်မေးတဲ့အခါကျတော့ဘုရားကဘယ်လိုပြောတော့ဆိုရှုထောင့်လေးကိုတေချာကြည့်ဖို့လိုတယ်မြတ်စွာဘုရားဘယ်လိုဖြေတော့ဆိုငကိုကမှလူတွေဟာတဏှာရာဂများနေတာတဏှာရာဂများအောင်လုပ်တယ်ငကိုကမှမုန်းတိမှုစိတ်တွေများတဲ့လူတွေမုန်းတိမှုရှိလာအောင်လုပ်တယ်ငကိုကမှတွေးဝေမိန်မောနေတဲ့လူတွေကိုတွေးဝေမိန်မောအောင်လုပ်တယ်ဆိုလူတွေကိုအကုသိုလ်ဖြစ်အောင်လုပ်သည့်အတွက်ကြောင့်ပဟာသနတ်ပြည်မဟုတ်ဘူးတဲ့ပဟာသငရဲကြတာတဲ့ဟောမြတ်စွာဘုရားဖြေတာအဲ့ဒါလို့ဖြေတာဒါဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးဒါတာလပုဒ္ဒတုတ်ဆိုတာရှိတယ်တာလပုဒ္ဒတုတ်တန်ရုပ်ပါဠိတော်ကိုယူပြီးတော့ဖတ်ကြည့်ရဂါမဏိတန်ရုပ်ဆိုတဲ့အထက်မှာရှိတယ်နော်တန်ရုပ်ပါဠိမြန်မာပြန်နေရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီလိုဟောထားတာတတိထားစရာကောင်းတယ်အဲ့ဒါဖြင့်ကောင်းပြီဖျားပွဲတွေမှာအတိအမုတ်နဲ့ပူဇော်လို့မရဘူးလားရတယ်နော်ဖျားပွဲတွေမှာအတိအမုတ်နဲ့ပူဇော်ရင်ကုသိုလ်ရတယ်ဟောဒီစောင်းဖြင့်ဖျားကိုပူဇော်ပါတယ်မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတခြင်းတွေကိုရွတ်ဆိုပြီးတော့ဖျားကိုပူဇော်တယ်ဟောဒီဖြောနဲ့ဖျားကိုပူဇော်ပါတယ်တိမုတ်အဲ့ဒါဆိုရင်တော့ကုသိုလ်ဖြစ်တယ်နော်ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ကုသိုလ်ဖြစ်ပါတယ်လုပ်လို့ရတယ်အဲ့တော့အလုံးမတတ်လို့ရှိရင်ကုသိုလ်မရဘဲနဲ့အကုသိုလ်ဖြစ်တာဒါကြောင့်မလို့ဆရာတော်ကြီးကရေးထားတာတနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲဆရာတော်ကြီးကမြင်လို့ရေးထားတာအဲ့တိုင်ပဲရေးတာပဲသူစာတန်းရဲ့နာမည်ကကုသိုလ်တပည့်ငရဲတပိဋ္ဌာစာတန်းတဲ့ဟောဒါလည်းသတိထားစရာအလွန်ကောင်းတာပေါ့ကောင်းပြီအခုလို့ဆွန်းကြီးလောင်းပြီဆိုတဲ့အခါမှာလည်းပဲကုသိုလ်ရအောင်လှုပ်တတ်တဲ့လူကရမှာပဲခုနလိုအကုသိုလ်ရသွားတဲ့လူတွေလည်းပါမှာပဲမပါအောင်မရှိဘူးအဲ့တော့ကိုယ့်ကိုကုသိုလ်လားအကုသိုလ်လားသိအောင်လုပ်ရကုသိုလ်ရအောင်လုပ်တတ်ရကုသိုလ်ရအောင်စိတ်ထားတတ်ရအဲ့ဒါလိုမထားဘူးဆိုရင်ကုသိုလ်တပည့်ငရဲတပိဋ္ဌာဖြစ်မှာပဲမတတ်ဘူးဆိုလို့ရှိရင်ကုသိုလ်လုပ်ငန်းလို့ပြောပေမဲ့လို့ကုသိုလ်လုပ်ငန်းတိုင်းကုသိုလ်ဖြစ်တာမဟုတ်ဘူးအကုသိုလ်ဖြစ်တာတွေအများကြီးပဲဒါကြောင့်မို့ကုသိုလ်ဖြစ်အောင်ကိုယ်တိုင်စိတ်ကိုစောင့်တည်ပြီးတော့လုပ်ဖို့အမှန်တမ်းအရေးကြီးတယ်လို့ဒါဟာသိတင်သိလိုက်တာတွေပဲပေါ့အဲ့ဒါလို့မသိဘူးဆိုလို့ရှိရင်ကုသိုလ်ကိုအကုသိုလ်ထင်တယ်အကုသိုလ်ကိုကုသိုလ်ထင်တယ်မမရဲထင်ပြီးတော့ကုသိုလ်ရမလားလို့လုပ်တယ်ရလာတဲ့အခါအကုသိုလ်တွေဆိုရင်ဘဝမှာနစ်မွန်းတာပေါ့အဲ့ဒါလို့နစ်မွန်းမှာဆိုရင်အတော်ကြောက်စရာကောင်းတာပဲလေ
မိုက်မဲပြီဆိုလို့ရှိရင်ကြည့်လေမိုက်မဲပြီဆိုတဲ့လူဟာအကောင်းလားအဆိုးလားဆိုတာကိုဘာမှမတွက်တတ်ဘူးမတွက်တတ်သည့်အတွက်ကြောင့်ကြည့်လေအမေကနေငါသမီးအမေခေါင်းမှာမှက်ကြီးကကိုက်နေတဲ့မောင်းစားမဟဲ့ဆံဖို့ရင်အနန္တရှိတဲ့ဂျပွေးနဲ့နှစ်ဖူးကောက်ထုမက်ကတော့ပြန်သွားတာပေါ့အမေနှစ်ဖူးထုပြီးတော့နှစ်ဖူးကွဲပြီးသေသွားတယ်ဆိုတာရှိတယ်နော်အဲ့ဒါလိုပဲလှုပ်တာတခြားဖြစ်တာတခြားစိုက်တဲ့ဖက်ပေါ့နော်ဘေးအတွက်ဆိုးချိုးတွေများလာပြီဆိုလို့ရှိရင်တော့ကုသိုလ်တွေပဲငရေရိတာဖြစ်မှာပဲဒါကြောင့်မို့လို့ကုသိုလ်လုပ်တဲ့အခါမှာကုသိုလ်ပြည့်ပြည့်ဝဝရအောင်လုပ်ဖို့လိုတယ်အဲ့ဒီမှာကုတ္တဌာနတုတ်မှာခုဆွမ်းကြီးလောင်းတဲ့ပုဂ္ဂိုလ်တွေကုတ္တဌာနတုတ်မှာနှလုံးသွင်းရမယ့်အချက်10ချက်ပညာရှိအမတ်ကြီးကနေပြီးတော့ဘုရင်ကြီးကိုဆုံးမဩဝါဒပေးတာရှိတယ်အလူကြီးအတန်းကြီးလုပ်ပြီးအခုကတန်ဃာတွေဆွမ်းလောင်းတယ်ဆိုပေမဲ့ကြီးညိုဝေယဆောင်းတဲ့တန်ဃာပါခြင်းလည်းပါမယ်ကြီးညိုဝေယမဆောင်းတဲ့တန်ဃာလည်းပါခြင်းပါလာဘယ်လိုစိတ်ထားမလဲဘယ်လိုစိတ်ထားမလဲဟောတချို့ကျတော့ဆွမ်းကြီးလောင်းရင်ကနေပြီးကိုရင်လေးတွေငေါက်တာတွေပါတွေ့မလို့ကြနဲ့အဲ့ဒါမျိုးပါနော်အဲ့ဒီဘယ်လိုစိတ်ထားရမလဲဆိုတာကိုကုတ္တရဏတုတ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်ကိုလုပ်တဲ့ကုသိုလ်ကောင်းမှုဘွဲကိုတဲ့လူတွေကအမျိုးမျိုးလာလိုက်အမျိုးမျိုးဆိုတာအသေးစိတ်တော့မပြောကောင်းတဲ့လူလည်းလာမယ်မကောင်းတဲ့လူလည်းလာမယ်ပေါ့ကောင်းတဲ့လူလည်းလာမယ်မကောင်းတဲ့လူလည်းလာမယ်ဆိုပါစို့ပါဏာတိပါဒရှောင်တဲ့သူတော်ကောင်းလည်းလာမယ်ပါဏာတိပါဒလှုပ်တဲ့လူလည်းလာမယ်အဲ့ဒါလို့လာပြီးဆိုတဲ့အခါမှာတဲ့ဘယ်လိုနှလုံးသွင်းရမလဲဆိုကောင်းတဲ့ပုံကိုယ်တွေကိုအာယုံပြုပြီးတော့စိတ်ထဲမှာကြည်နူးအောင်လုပ်ပါတယ်မကောင်းတဲ့ပုံကိုယ်တွေကိုသွားပြီးအပြစ်မြင်ပြီးရန်တွေ့မနေပါနဲ့တဲ့ဒါအရေးကြီးတာပေါ့နော်စိတ်ထဲမှာကုသိုလ်ဖြစ်ဖို့ကအရေးကြီးတယ်စိတ်ထဲမှာကုသိုလ်မဖြစ်ဘဲနဲ့အကုသိုလ်ဖြစ်ပြီးဆိုလို့ရှိရင်ခုနပြောတယ်ကုသိုလ်တွေပဲငရေတပိတ်တာကိုလှုပ်တာကကုသိုလ်ရတာအကုသိုလ်ဟောဒီလိုဖြစ်ဒါကြောင့်မလို့ကိုယ်စိတ်ကိုကုသိုလ်လုပ်တဲ့အချိန်မှာစင်စင်ကြယ်ကြယ်လေးကုသိုလ်ပဲရအောင်ကြိုးစားမယ်အားလုံးအရာရာမှာဒီကုသိုလ်ရဖို့ပဲစိတ်ကြည်နူးမှုပေါ်မှာပဲထားပြီးတော့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်းဘက်ကပဲရှုမြင်ပြီးတော့ကိုလုပ်တဲ့အလုပ်တစ်ခုအောင်မြင်အောင်ကုသိုလ်စိတ်နဲ့ပဲဆောင်ရွက်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလို့လုံးဝသာလင်ကုသိုလ်ဟာပြည့်ပြည့်ဝဝရကြမှာအဲ့ဒါလို့မဟုတ်လို့ရှိရင်ဆရာတော်ကြီးမိတ်ရှိတယ်လို့ပဲကုသိုလ်တပည့်ငရေတပိတ်တာဖြစ်ပြီးတော့အဲ့ဒီအကုသိုလ်ရဲ့အကျိုးကိုခံကြရတယ်တဲ့ဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်အခုဖရာပွဲနဲ့ပတ်သက်၍၎င်းတရားပွဲနဲ့ပတ်သက်ပြီးတော့လည်းပဲမှတ်ရမှာပဲသံဃာပွဲနဲ့ပတ်သက်ပြီးတော့လည်းမှတ်ရမှာပဲကုသိုလ်ပွဲတွေနဲ့ပတ်သက်လာလို့ရှိရင်ကုသိုလ်ပြည့်ပြည့်ဝဝရအောင်စိတ်ထားတတ်ဖို့အမှန်တမ်းအရေးကြီးပါတယ်စိတ်ထားတတ်မှမြတ်တယ်လို့ဆိုတဲ့မြန်မာစကားအလုံးမှန်ကန်တယ်ကုသိုလ်ရအောင်စိတ်ထားတတ်ဖို့အရေးကြီးတယ်ဆိုတာကိုယ်စီမှတ်သားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင်တတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဓမ္မောတတံပိဝိတဝါနဝိသာတဗ္ဗေတမုဟတံအစရမရာတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောက်ကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိသတဗေပူဇာညင်းနောက်ကိလေသာစေတောက်ဟုသမျှတို့သည်
သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်တွင်ပြောင်းပေမရောက်အောင်ပယ်ဖြောက်အပ်ကုန်သည်ဟောတုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသေးခြင်းလဲရှင်းထသောတိရိဘဝကိလေသာဟုဘုခတိန်ကင်းငြိမ်းရာအစဉ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်ရှင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်တယ်မြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း